စိန်ပုံစံလို့ခေါ်တဲ့ diamond face ရှိတဲ့ညီကိုတွေလုံးဝညှက်လို့မသင့်တော်တဲ့သပင်ကေတွေကိုကျွန်တော်ဒီဗီဒီယိုမှာပြောပြပေးချင်ပါတယ်ဗျ။ဒါကြောင့် diamond face ရှိတဲ့ brother တွေဒီဗီဒီယိုကိုအဆုံးထိကြည့်ဖို့လိုပါတယ်။ diamond face တွေနဲ့မလိုက်ဆုံးသပင်နံပါတ်1တစ်မျိုးကတော့ diamond face တွေအားလုံးသိတဲ့အတိုင်းပါးရိုးတွေပေါ့နော်ကားပြီးတော့ထွက်နေတယ်နှစ်ထင်တွေခြိုက်တတ်ကြတယ်အဲ့တော့ basket ကရုံးစတောင်းနဲ့လုံးဝမလိုက်ပါဘူးနောက်ဘာနဲ့မလိုက်ဘူးလဲဆို slipper ကိုမှပြကက်ကက်ကြီးထားတဲ့ပုံစံမျိုးတွေနဲ့မလိုက်ဘူးနောက်ဘာနဲ့မလိုက်ဘူးလဲဆိုရင်တော့ skin fade တွေညှက်ရင်ဘလို့မှမသိတော့ဘူးဘာကြောင့်လဲဆို skin fade တွေကဘေးတွေကိုအရန်ပါပြီးပြောင်းလိုက်တာဖြစ်တဲ့အတွက်နှစ်ထင်ခြိုက်တာကိုပို့ပြီးတော့ပေါ်လင်စေတယ်ပါးရိုးလည်းပို့ပြီးတော့ကားတာကိုသိတာစေတဲ့အတွက်ဖြစ်တယ်ပြီးရင် fade မဟုတ်ပေမဲ့လည်းအနာကက်လိုအောက်ခြေတွေလုံးဝပပပြောင်ထားတဲ့ကေမျိုးတွေနဲ့ဆိုရင်လည်းလုံးဝမသိတော့ပါဘူးဒါကတော့ diamond fade တွေညှက်ဖို့လုံးဝမသိတော့တဲ့ပင်ကေတွေကိုကျွန်တော်ပြပြပေးခဲ့ခြင်းဖြစ်ပါတယ်ဗျ brother တို့ကရတဲ့အဆင်ပြေတယ်ကိုဘကိုညှက်ချင်ရင်တော့လည်းညှက်နိုင်ပါတယ်ကျွန်တော်တော့မသိတော့တဲ့အကြောင်းလေးကိုမျှဝေပေးခြင်းဖြစ်ပါတယ်နောက်နေ့တွေမှာ diamond fade တွေညှက်တဲ့စပင်ကေတွေကိုမျှဝေပေးမှာမို့လို့ကျွန်တော်ရဲ့ account လေးကို follow ပေးဖို့မမေ့နဲ့เนาะနောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ဗျ